နော်ဒီနေ့အဲ့တော့မရှိတော့ဆောင်းတော့ဒီကမ်းရတော့ ready လားဒီလို ready လားဟုတ်ဒီလို ready လားကဲအားလုံးပဲ STS season 1ပြန်ပွဲလေးရဲ့1လေးပြန်ပွဲလေးရဲ့ဖွင့်ပွဲစဉ်လေး day 1ဆိုလို့ရှိရင်တော့ရောက်ရှိလို့လာခဲ့ပြီဖြစ်ပါတယ်ဖတ်တင်ဒီမောတစ်ဖက်ကတော့ Ghost Legion တို့ရဲ့ဖွင့်ပွဲစဉ် Backup 2 Match 1 Game 1လေးကဖတ်တင်လို့လာခဲ့ပြီဖြစ်ပါတယ်ဒီဘက်မှာဗာဘန်ထားလဲဆိုတော့ Twin အာလီဖတွင်းကိုဘန်ထားတယ်ဒီဘက်မှာလည်းကရီးကိုပောက်ဘန်းလေးနေနဲ့ပြန်ပြီးတော့ပိတ်ထားတယ်ကရီးကဒီမှာတမတော့တော်တော်လေးကိုကောင်းတဲ့အထဲမှာပါတယ်ပြီးသွားရင်လည်းတစ်ဖက်တင်းနဲ့တင်းနဲ့ခြေနေလေးတိထားတယ်ဆိုတော့အဲ့လေကိုဒီဘက်ကတက်ဘန်းထားတယ်ဒီဘက်ကိုလီချင်းဘက်ကလည်းလူနောက်ကိုပဲထပ်ပြီးတော့ဘန်းထားတယ်ခင်ဗျကျွန်တော်တို့တစ်ချက်ပြန်ကြည့်ရမယ်ဆို fast pick လေးဘာလေးနဲ့ထွက်လာမလဲဆိုတော့ကစားနာလေးထွက်လာဘက်မှာလည်းပြန်ကြည့်ရမယ်ဆိုရင်ဘလုံးနဲ့ဒီဘက်ကဘလုံးကတော့ EAB သွားဖို့များလောက်လာဘလုံး EAB နဲ့ position လေးပဲposition make လေးပဲထွက်လာတယ်ပေါ့နော်ဒီဘက်မှာဒီမွန်ဘက်ကိုပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်းဘာတွေများဖြစ်သွားမလဲသူတို့ဘက်ကဇာနာမိတ်နဲ့တော့ပွဲဥထွက်လာခဲ့တယ်ကျွန်တော်တို့ဒီမှာတစ်ချက်ပြန်ကြည့်မယ်ဆိုလို့ရှိရင်တော့ run ကိုမီနစ်တော်လေးကိုတော့ရောင်ပြထားတယ်ဘာပစ်သွားမလဲတော့ကျွန်တော်တို့ပြန်ကြည့်ရမယ်ဒီခါဘက်မှာတော့ကိုလီချန်ဘက်ကတော့ဒီ EAB လို့ထင်ရ EAB ကိုထုတ်ထားတယ်မြစ်ရှင်းလေးနဲ့နောက်ဆုံးဂျန်ကယ်လေးပဲဖြစ်သွားမလားအခုမှတာလည်းပြည့်တိုင်းပဲဒီကရှင်းကိုကိုလိမ့်နေပါလေလည်းထုတ်နေဆိုတော့ဒီကရှင်းကိုလိမ့်က EAB ဂျန်ကယ်လေးပဲဖြစ်သွားမလားဒီဘက်မှာဘန်နောက်ဆုံး left pan လေးပါလေးနဲ့ဘန်မလဲဆိုတော့ဒီဘက်ကဒီမွန်တင်းလေး Granger လေးကိုပဲပိတ်သွားတယ်ဟုတ်တစ်ဖက်မှာပြန်ကြည့်ရမယ်ဆိုလို့ရှိရင်လည်း room လိုအပ်ချက်ရှိနေတော့တစ်ဖက်မှာ goal နီးချမ်းဘက်ကကျွန်တော်ဘာပဲထုတ်သွားမှာလဲပေါ့နော်ကျွန်တော်ဒီသူရဲ့ counter attack လုံးမှာ defensive နဲ့ဆော့သွားမှာချက်ဘယ်လိုများသွားအောင်လဲမင်းအရင်ဒီလိုလေးတစ်ချက်တော့ကြည့်ရမယ်ဒီဘူးလေးပဲထုတ်သွားတယ်အဲ့ဆိုရင်တော့ဘလိုလေးကို room သွားမယ်တူတယ်ချက်တော့စောင့်ကြည့်ရမှာပေါ့နော်ဘယ်မှာဘယ်နဲ့ပြတာနဲ့ထုတ်တာရဲ့အကုန်လုံး COP traffic ကတော့ဘက်မှာတော့ဒီဘက်ကတော့လာတယ်ဘက်မှာနောက်ဆုံး last pick လေးကိုဗာလေးပစ်သွားမယ်ကိုလီချန်ပိုရဲ့ကိုဗာလေးကိုတော့ပစ်သွားပြီးတော့ဂိုးလေးနဲ့ထုတ်သွားတယ်ကဲ STS season 1ရဲ့ဖွင့်ပွဲစဉ်လေးဖြစ်တဲ့ Video 1 Match 1 Backup 2ပွဲစဉ်လေးဟာမကြခင်မှာပဲစတင်တော့မှာဖြစ်ပါတယ်
လေးနဲ့လည်းတွေ့အလိုဒီချာလေးထောက်ပြီးကဲပွဲစဉ်တွေကစတင်လို့လာခဲ့ပြီဖြစ်တော့တစ်ဖက်မှာတော့ကြည့်ရမယ်ဆိုလို့ရှိရင်ပြန်တဲ့ပလေးတွေပဲကိုစီစားနေတယ်ဒီဘက်မှာလည်းကိုစီချန်ပလေးတွေပဲပြန်လဲစားနေတယ်ဘောကအတိအကျကြီးတော့ကျွန်တော်မကတ်ပေးတော့ဘာလို့ဆိုတော့နှစ်ဖက်လုံး information တွေရတော့တာပဲပေါ်လေးမှာကြည့်ရမယ်ဆိုလို့ရှိရင်လည်းဂိုးလင်းကြီးချင်းကတော့အချိန်ကြီးကတော့ကောင်းတယ်ဆိုမှမတန်မတာနဲ့ဘပွားကိုပါတော့လက်ကိန်းတော့ကောင်းတယ်အားလိမှာတော့နည်းနည်းဝိမယ်ရှင်ကျွန်တော်မြင်ပြောတာပေါ့နော်ဒါပေမဲ့ပြန်ကြည့်ရမယ်ဆိုလို့ရှိရင်နှစ်ကောင်းတစ်ကောင်ဆိုတော့ကြော်လဲမတန်ကတော့အချိန်ကြီးကတော့တိတ်ကောင်းဒီဘက်မှာလည်းဘယ်နဲ့တဝင်ထားတယ်ပထီပိုင်းလေးတော့ပေးလိုက်ရတယ်အဲ့ကြားထဲမှာပဲအချိန်ကြီးကဒီအပေါ်လမ်းမှာဆိုလို့ရှိရင်တော့နှစ်ကောင်ရှိနေအနေထားမှာပြီးရယ်ဒီလိုဘက်ကမောင်ကြီးဘာလို့သွားမလဲဒီဘက်မှာလည်း flash point ရဲ့ကြံလေးနဲ့ဘက်မှာဒီဘက်မှာလုံးနဲ့ဒီကန်ရှင်းရတော့နည်းနည်းတောင်းကျမ်းနေပါကျွန်တော်တို့ဒီပေါ်တက်ပြီးတော့ကိုယ်စီချန်ဘက်ကတော့နည်းငယ်တော့လုံထားတဲ့ဆိုရင်ကြားမှာပေါ်မှာတော့ပပိုးဝင်ကိုပါလေးတော့3ယောက်4ယောက်ဖြတ်ခံလဲရတယ်ဒီနေ့ကတော့မကောင်းတော့ကိုလင်းကြီးပြီးထားဆိုတော့တပတလေးလည်းဘယ်လိုဖြစ်မလဲတို့ကြည့်ရကိုလင်းကြီးအဲ့လိုမှောက်နေမယ်ဆိုရင်တော့စင်းတော့တိတ်မပြီးဘူးကြာကျွန်တော်ကမှအားလေးပဲရှိတာဒီတစ်ချက်တော့ပြန်ကြည့်ရအောင်တပတဘယ်လိုလုပ်မလဲနှစ်ဖက်တင်းလုံးပဲပြန်ပြီးတော့ join ထားမလားကြားမှာပဲပတေကြားမှာရှုပ်ချက်ခန့်နဲ့ glow တွေးတော်တော်လာမယ်လပူဒီသစ်လန်နဲ့ရိုက်တာပလီကာလေးနဲ့လိုက်ရပြီနည်းနည်းတော့လွဲငယ်သွားတယ်ဒါပေမဲ့လည်းချင်းကြီးကတော့ကောင်းတယ်ဗျလပူကရှေ့မှာမာခံမိထားတဲ့ကြားမှာလည်းနောက်ဆုံးတာကစားနာပါထက်ပြီးတော့ကြာသွားတယ်တာတပတေလေးကတော့ဒီဘက်ကတစ်ဖက်ကဟိုးကိုလေးကျန်ရသွားပြီလို့ကျွန်တော်ထင်ထားပေမဲ့လည်းဒီမောကကြံခဲ့လာလေးလို့ခေါ်လဲနာမည်လေးကတပြားလားဒီပြားလားလာလေးကိုပောက်သွားတယ်ကျွန်တော်တို့ကအကုန်လုံးလေးစင်းတွေပြည့်ကုန်ညအပေါင်းနဲ့ချက်ပြန်ကြည့်ရမယ် fast တာလေးပဲလေးကတော့တစ်ဖက်ဒီမဘက်ကပဲရထားတယ်နေထားမှာပဲကျွန်တော်တို့ဂိုးလင်းကိုတစ်ချက်ထောက်ကြည့်ရမယ်ဆိုလို့ရှိရင်ဂိုးလင်းမှာတော့အချိန်ကြီးကတော့မစိုးဆိုပေမဲ့ level 4နဲ့တစ်ဖက်မှာ level 5အတန်လေးကတော့ black one ကတော့အတန် level 5ရောက်သွားတဲ့ကြားထဲမှာဘပွင့်ကိုက flicker လေးပေးလိုက်ပြီးနောက်ပြန်ဆုတ်ထားတယ်အဲ့ချိန်မှာပဲသူဘက်ကတည်းပြန်ကျလာနေထားမှာပဲပြန်လိုက်နေထားမှာရီတန်ရှင်းပေါ်နဲ့ရင်တိုက်ထားတဲ့အဲ့ဒီအချိန်မှာပဲတစ်ဖက်စက်စီတိုင်းကနင်းငယ်တော့ပြန်ပြီးတော့နောက်ပြန်စုံနေကြမှာဒီဘက်ရီတန်ရှင်းကျသွားမလားကျေကိုကောင်းလိုက်တဲ့ဂျန်ကယ်လာလေးအဲ့ပြားလို့ပဲဆက်လိုက်တော့မယ်နော်အဲ့ကြားထဲမှာပဲနည်းနည်းလေးတက်ဒီနေ့ကတော့တိတ်တော့မကောင်းဘူးကြာတစ်ဖက်ကဒီကိုစလီချက်ဘက်ကဂိုးလင်းကိုနားမကြည့်ဘူးဆိုရင်တော့အပေါ်မှာတော့တော်တော်ကြီးတော့နောက်ဝတွေကပြတ်သွားမယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီကြားထဲမှာပဲဂျန်ကဲပတဲဒီဝင်းလုံးတယ်တစ်ဖက်မှာလည်းမင်းတော့ဘောကြော်ပေမဲ့စင်နေတော့မကောင်းဘူးနောက်ပြန်ဆုတ်ထားတယ်ဒါပေမဲ့လည်းဘလိုပဲဖြစ်ဖြစ်ကျွန်တော်လိုချင်တဲ့ဂိုးလင်းကိုတော့ရသွားခဲ့တယ်ကြားထဲမှာကျွန်တော်တို့ fast တာတယ်ပြီးတော့ second တာတယ်ပတဲကိုပြန်လာမယ်ခုနကလိုမျိုးဖြစ်သွားမယ်ဆိုရင်တော့ဒီဘက်ကဂျန်ဂလာစပြားကတော့နောက်တစ်ခေါက်စားဖို့လေဝင်လေးနေမှာမဟုတ်ဘူးဆိုတော့ကြားမှာလပူတော့ဘိုင်ဝမ်ထက်မင်းနေကြားမှာလပူပတဲရှုပ်ချက်ခန့်နေတဲ့ကြားမှာနောက်ကနေဘက်ကတည်းပြန်ကျလာတယ်ရီစံချင်းဝင်ကုတ်ထားတဲ့ဗဒန်တတာ final slow ခင်းပြီးသွားတဲ့ကြားမှာပဲနောက်ဆုံးတော့လပူနဲ့ဟ
ကြာသွားတယ်နောက်မှာတော့ပတေကရီတန်ရှင်းကတော့ဘလုံးကလူလို့မရလို့ဆိုရဲကြားမှာပဲလူရှင်လေးတော့ပြန်ပေးထားရတယ်ချင်းကြီးကတော့တိတ်တော့မကောင်းဘူးဗျအဲ့လိုမျိုးထက်လုံနေမယ်ဆိုရင်တော့ဒါအားလီမာတွေမဲ့တန်းပြီးတော့ပတေကဝိသွားပြီးတော့စကန်တက်တယ်လေပေးရမယ်အနေထားကိုရောက်နေတယ်ဒီယူနာမေးပြီဆိုယူစကန်တာတွေကတော့ပေးရမယ်အနေထားမှာတကယ်ကိုပဲရောက်နေခဲ့ပြီဆိုရဲကြားမှာဘယ်နဲ့တတာလေးပဲရာသွားရင်းနဲ့ပဲဒီမောကျင်းဒီမောဘာတွေဆက်လုပ်သွားမလဲကိုလီချန်လက်ဘူးပတေရောကွဲနေတယ်ဗျအပေါ်မှာလည်းရောလေတွေရောကွဲနေတယ်ဂျားထဲမှာအောက်မှာပတေကဖတ်တာတဲ့စကန်တာတဲ့ပြီးဆုံးသွားတဲ့ဂျားမှာဟုတ်ပဲနောက်တဲ့ပတေတွေအတီးတီးထပ်ဆိုင်နေဂျားမှာဘလို့ခြေတူးလေးမှချတာမများတော့ဘူးဒီဘက်ကဗဇာနာကတော့ဒီသူ့ရဲ့ကောင်းလာယူလို့ပဲပြောရမလားဗောနော်ဒီဘက်မှာမများဘူးဆိုယူပဲပြန်ဝင်လာပြီးတော့ထောက်ထားတယ်စတန်လေးတစ်ချက်ပေးနေပဲဒီတန်ရှင်းဘလူးဘက်ဒီပတိပါလိုက်ပြီးတော့နှောက်ထားတဲ့ဂျားမှာပဲကျွန်တော်တို့ဒီမောတင်းဒီမောကတော့ဒီဖတ်တာတဲ့ဒီတာဝါလေးကိုလုံးမဲ့နစ်တော့ဖလစ်ကာလေးနဲ့လက်အလားလေးပဲထောင်ထားတဲ့ဂျားမှာပဲရီတန်ရှင်းပဇာနာရဲ့K1 လေးနဲ့ပဲပြတ်သွားတယ်K1 K2 လေးနဲ့ပဲပြတ်သွားတယ်ဂျားနဲ့လပူထိုက်ပြီးရိုက်ထားတယ်အဲ့ဂျားထဲမှာပဲလပူလည်းစင်မပြေဘူးပြသူ့မှာဓာတ်မတားကပျောက်နေတယ်ဓာတ်မိကတော့မစိုးတော့တော့ထွက်တယ်ဆိုရင်လည်းတားကပျောက်နေဂျားမှာဘယ်နဲ့တဖန်နစ်လာဝင်ပြီးတော့ရိုက်နေဂျားမှာပဲအလာကြီးပေးသွားတဲ့ဒါပေမဲ့လည်းဒီနေ့တော့လောတယ်ဗျကျွန်တော်တို့ညံကန့်နေဂျားမှာဟိုပဲဆိုယူလေးတော့ပြန်ကျသွားဆိုယူပြန်ကျလာတော့အချိန်ကြီးမကောင်းဘူးတစ်ဖက်မှာလည်းလိုလေးကပြန်ပြီးတော့ထပ်မံကျသွားတယ်ပတေတွေကတော့မနာတိုင်းကိုကြိတ်နေတယ်များကျွန်တော်တို့ဒီဘက်မှာကိုလီစတန်ဒတ်ကနဝ19000ကျော်နဲ့ဒီမောဘက်ကတော့နဝ12000ကျော်ဆိုတော့ကျွန်တော်တို့ 5K လောက်တော့သွားပြတ်နေတယ်အားလီဂိမ်းမှာ 5K လောက်ပြတ်တယ်ကတော့တော်တော်ကြီးကိုအခြေအနေမကောင်းဘူးလို့တော့ပြောရမယ်အဲ့ကြားထဲမှာပဲအပေါ်လဲမှာတော့ငယ်လေးတုတ်ကံမှုတွေဖြစ်နေကြမှာတတ်တဲ့ကိုကျွန်တော်တို့ဘယ်လိုလုပ်သွားမလဲချက်ကြည့်ရမယ်တတ်တဲ့လူဖို့ဆိုရတယ်အချိန်ကြီးကတိတ်မကောင်းဆိုကြားမှာဘယ်နဲ့တနောက်ထပ်ဒီကိုရရှန်ကြီးကိုလိုက်ပြီးတော့မင်းနေတယ်လပုရှိမှဒါပေမဲ့ခံပေးထားတယ်ဆိုတော့ကြားမှာပဲ5% 1ဖြစ်နေတော့လေသူ့မှာဘလို့မှအဆင်မပြေဘူးဗျတစ်ဖက်မှာလည်းနောက်မှာပါလာတဲ့အကောင်လေးရှေ့ကိုတိုးလို့မရဘူးပြင်နေအဲ့ဒီဟာလည်းမိနစ်တော့ဒီဘက်ကဒီလိုကြီးအမာနဲ့လုံးလုံးဂလိုးတန်ကြီးနဲ့ဆိုတော့じゃဘလို့မှအဆင်မပြေဘူးဖြစ်နေပေါ့နော် driving မှာလည်းနည်းနည်းလေးတော့စကားသွားပြောရနေတယ်ဒီဘက်မှာ start တဲ့လေးကတော့ဒီမောတင်းဒီမောကတော့နည်းငယ် easy လေးပဲလောက်သွားတဲ့ဂျားထဲမှာပဲဆိုယူဗတ်ဂျားထဲကနေပြီးတော့ပိုးဝင်ကူပါလေးကိုပြတ်သွားတဲ့ဂျားမှာနည်းငယ်တော့ပြန်ပြီးတော့ကောပတ်မှရမယ်တူတယ်ဆိုယူလေးတော့ပြန်ကျသွားတယ်ဒီက light ဒီမောတော့142ဆိုတဲ့ဂျားမှာပဲရီတန်ရှင်းပြန်ပြီးတော့ဗနတရာလေးကိုပြန်ကောက်တာအဲ့ဒါလေးတော့မစိုးဘူးဗျကျွန်တော်တို့ဗတ်ဂျားမှာတော့လပုဝင်ထားတဲ့ဝင်စစ်လက်ချပြီးတော့လိုက်တဲ့ဗတ်ဂျားမှာအချုပ်ချက်ကန့်နေတဲ့ဂျားမှာပဲလပုနောက်ကနေပြီးတော့ပသနာလေးကိုရထားတယ်အဲ့ဒီဂျားထဲမှာပဲဂလိုးတက်ခွာထားတယ်ဆိုတော့နတန်လေးကိုတက်ခွာထားဆိုမစိုးဘူးဆိုပေမဲ့နောက်မှဓာမိတ်ကပေးမဲ့ကောင်မရှိဘူးမနတော်ကြီးကလေဟီလင်းနဲ့တစ်ခါကလည်းတော်တော်စိုးနေကြားမှာပဲပပွင့်ပူပါစတီကာလေးဝင်လာပြီးတော့ကြိုက်တယ်စင်ပြေဘူးဆိုပေမဲ့နောက်မှမနတော်ပြန်ကာထားတဲ့ကြားမှာပဲဘာထက်လို့သွားမလဲဆိုတော့3ကောင်2ကောင်ဆိုတဲ့ကြားမှာပဲကျွန်တော်တို့ပြန်ပြီးတော့တစ်ချက်ပြန်ကြည့်ရအောင်ကျင်းကတော့ပြေမှာမဟုတ်ဘူးဗျနဝတွေကကွာဆက်များနေတော့လှုပ်ချင်တိုင်းလှုပ်လို့မရဘူးဖြစ်နေတယ်ဖြစ်ချင်တိုင်းဖြစ်လို့မရဘွားတွေဖြစ်နေဒီမှာမင်းတော်လေးရဲ့သူ့ဘက်ကဆောင်းလေးကိုတစ်ချက်ကြည့်ပေးထားတယ်နောက်ကလေးကိုတစ်ချက်တော့စစ်နေတယ်ဗျလေလင်းလေးမှာပဲကျွန်တော်တို့ဗတဲပဲထပ်ဖြစ်သွားမလားဒီဘက်ကတင်းဒီမောကလည်းတိုင်းသားလို့ထပ်ပြီးမှဆိုလို့ပဲလပူအာတီတော့ပေးလိုက်ပြီဗျဒါပေမဲ့စစ်မပြေပါဘူးအိုးကောင်းတယ်မင်းတော်လေးကားကြီးနဲ့ဝင်သားရဲ့ကြားမှာပဲနောက်မှဘလုံးမအောင်တိုးလို့မရဘူးဆိုတော့3 man တက်ကြသွားရင်လည်းဂျီကန်ရှင်းရဲ့ဂလိုးပဲကြံတော့တယ် exclusive ကြားတယ်ကြားမှာပဲဂလိုးပါထက်မှကြာသွားရင်လည်းပဲ first တာတယ်လုံးမပေါ်ခင်ကြားထဲမှာပဲ free ကို only သလုံးချိုးနေတဲ့ကြားမှာပဲ game 1ပွဲစဉ်လေးကပြီးဆုံးလို့သွားပါတယ်ခင်ဗျာ
လို့တော့တာ